အာယုံဦးမော်ကျောင်းတော်ကရေမောချင်းစုံစားခန်းမော်ကျောင်းတော်ရဲ့နက်နက်ခင်းတစ်ခုမှာဆရာကြီးကကျောင်းသားတွေကိုခက်ခဲတဲ့ပြန်တန်းခြင်းမော်သင်ခန်းစာပေးလိုက်ပါတယ်။ဒါပေမဲ့ကျွန်ုပ်တို့ရဲ့တငယ်ချင်း၃ယောက်ကတော့ထုံးစံအတိုင်းစူညံနဲ့ပေါ့ဒီတစ်ခါတော့ငါရဲ့အစွမ်းကိုကြည့်လိုက်တော့ဆိုပြီးမိကိုဘုံကရှေ့ထွက်လာပါတယ်။သူကတမျက်စီးကိုစီးပြီးပြန်တက်ဖို့ဂါထာရွတ်လိုက်ပေမဲ့ပြန်မတက်ပဲတမျက်စီးအောက်ကနေမိကိုလုံးကြီးတွေပဲတလိမ့်လိမ့်ထွက်လာပြီးတကြောင်လုံးဘာမှမမြင်ရအောင်မှောင်တိဖြစ်သွားပါတော့တယ်။ဟေးလူမိကိုဘုံမင်းကပြန်မလားပြားကိုတိုက်မလားဆိုပြီးတငယ်ချင်းတွေကဝိုင်းစားကြပါတယ်မိကိုတွေကြားထဲကနေမျက်မှန်မှုကသူ့ရဲ့မျက်မှန်ထူကြီးကိုပင့်တင်ရင်းစာအုပ်ကြီးကိုလှန်လိုက်ပါတယ်မင်းရွတ်တက်လွဲနေတာလေမိကိုဘုံရဲ့အတန်ထွက်ကအေးမဟုတ်ဘူးဤလိုထွက်ရမှလို့တက်မှတ်ပေးပါတယ်မျက်မှန်မှုကတော့ထုံးစံအတိုင်းစာအုပ်ထဲကအချက်လက်တွေကိုအလို့ရနေသူပါမိကိုတွေကြားထဲမှာမိကိုဘုံကတမျက်စီးပေါ်ကပြုတ်ကျပြီးခြေထောက်ခောက်သွားပါတယ်အဲ့ဒီအချိန်မှာမော်ကူးဆရာလေးကအပြေးလွှားရောက်လာပါတယ်စိတ်မပူနဲ့ငါရှိတယ်လို့ပြောပြီးသူ့ရဲ့နူးညံ့တဲ့လက်ဝါးလေးနဲ့ထိလိုက်ရုံနဲ့မင်းရဲ့ဒဏ်ရာကချက်ချင်းပျောက်သွားပါတယ်နောက်ဆုံးမှာတော့မျက်မှန်ပူရဲ့လမ်းညွှန်မှုမော်ကူးဆရာလေးရဲ့အားပေးမှုနဲ့အတူမိကိုဘုံဟာတကယ်ကိုကောင်းကင်ပေါ်ပြန်တက်နိုင်သွားပါတယ်။သူတို့၃ယောက်ကိုကြည့်ပြီးဆရာကြီးကပြုံးရင်းပြောလိုက်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်မင်းတို့၃ယောက်ရဲ့ညီညွတ်မှုကတော့ကျောင်းတော်မှာအကောင်းဆုံးမော်တက်ပဲ။